တိုက်စစ်နဲ့ခံစစ်အားပြိုင်ကြအောင်မဲ့ပြင်သစ်နဲ့မော်ရိုကိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပွဲစဉ်တစ်ပွဲပဲရှိရပါတော့ကွာတာဖိုင်နယ်ပွဲစဉ်ပြင်သစ်နဲ့မော်ရိုကိုပွဲကိုကျွန်တော်တို့ပွဲကောင်းရွေးချယ်သုံးသပ်ပါမယ်ဒီပွဲကဒီညတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲပေါ့ဒီနှစ်သိန်းရရှေ့2022ကမ္ဘာဖလားတုန်းကလည်းဆီမီဖိုင်နယ်မှာတွေ့ဘူးတယ်ပေါ့အဲတုန်းကတော့ပြင်သစ်က2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ဘူးတယ်ဒီအခုလိုကွာတာဖိုင်နယ်မှာလာပြန်တွေ့တဲ့အချိန်မှာပြင်သစ်အနေနဲ့မော်ရိုကိုနောက်ကောက်ချနိုင်ပါမလားကျွန်တော်မော်ရိုကိုအကြောင်းလေးအရင်ပြောအောင်မော်ရိုကိုကဒီ World Cup မှာသူ့အနေနဲ့ပေါ့နော်အားလုံးပေါင်း9ပွဲကစားရတယ်ပေါ့ပထမဆုံးပွဲမှာသူဘရာဇီးကိုအခြေရတူကန်ပြီး1-1တည်ကြတာပြီးစကော့တလန်ကိုလည်းသူပဲအသာစီးကန်တယ်ဟေတီကိုတော့ဒါထားလိုက်ပါတော့နယ်သာလန်ပွဲမှာတော့သူ့အနေနဲ့ရှုံးနေပြီးနောက်ဆုံးမိနစ်ရောက်မှတော့အသက်ခွဲကိုသွင်းပြီးတော့ပန်နယ်တီအဆုံးဖြတ်နေသူနောက်တစ်ဆင့်တက်တယ်16သိန်းရှုံးထပ်မှာတော့သူ့အနေနဲ့ကနေဒါကို3ဂိုးပြတ်နိုင်ခဲ့တယ်ဆိုရင်အဲ့ဒီပွဲကြည့်ရလို့ဆိုရင်ကနေဒါဘယ်လိုကစားသွားလဲဆိုတာသိတယ်ကနေဒါကမော်ရိုကိုလုံးဝအသားကြီးကစားသွားတာမော်ရိုကိုကတစ်ချက်ထိုးဖောက်ရင်တကိုးရသွားတဲ့အနေထားနဲ့ဒါ3ဂိုးပြတ်နိုင်သွားတာအဲ့နေ့မှာတကယ်ကစားသွားတာကနေဒါကပို့ပြီးတော့အသာကစားသွားတာပြီးတော့အဲ့ကနေဒါနဲ့ပွဲမှာပွဲချိန်22မိနစ်မှာသူတို့ရဲ့အဓိကအားထားတဲ့တိုက်စစ်မှုစိုင်ပါရီနာဝါတဲ့အတွက်ဒီပွဲကိုမပါနိုင်ဘူးပြင်သစ်နဲ့ပွဲကိုမပါနိုင်ဘူးအဲ့နေရာမှာတိုက်စစ်မှုရာဟီမီဝင်ကစားမှာရာဟီမီအနေနဲ့ကအတိုးထုတ်တွေကောင်းတယ်ဆိုရင်ပဲလေစိုင်ပါရီနဲ့တော့ quality ကွာတယ်ပြင်သစ်နောက်တန်းကိုထိုးဖောက်ဖို့ခက်လိမ့်မယ်ရာဟီမီအနေနဲ့ဒီညမှာစိုင်ပါရီနဲ့သူနဲ့တော့ quality ကြီးနဲ့ကွာတယ်ပေါ့နော်အဲဒါကြောင့်ဒီညမော်ရိုကိုအနေနဲ့တိုက်စစ်ပိုင်းမှာအနည်းငယ်အားနည်းမှုရှိနေတယ်မယ်လို့ကျွန်တော်တို့တစ်ချက်ထည့်စဉ်းစားရမယ်ပေါ့နော်ကဲတစ်ဖက်ပြင်သစ်ဘက်မှာတော့ပြင်သစ်ကဟိုနေ့ကပါရာဂွေးနဲ့ပွဲစဉ်မှာတကိုးနဲ့နိုင်ခဲ့ရဆိုမှအဲ့ပွဲမှာပြင်သစ်ကအသာကြီးကစားသွားတာပေါ့ပါရာဂွေးရဲ့ဒါညစ်ပုတ်ကကြဲကစားတဲ့ကစားကွက်ကြောင့်ပြင်သစ်ကစားသမားတွေအနေနဲ့တွင်းကိုတွေလိုတလောက်မရခဲ့တာဗောနော်အဲ့ပွဲကြည့်ရတာတော်တော်ရုပ်ပေါက်တယ်ဘောလုံးပွဲကဒီညမှာဒီပွဲကိုသုံးသပ်ရရင်မော်ရိုကိုအနေနဲ့ခန်းစစ်ကိုပဲဦးစားပေးပြင်ဆင်လာပါတော့သူ့အနေနဲ့ခန်းစစ်ကိုဦးစားပေးပြင်ဆင်ရဆိုပေမဲ့ပြင်သစ်တိုက်စစ်ကိုသူထိန်းနိုင်ပါမလားမိုက်ကယ်အိုလစ်ဂိုးမရသေးတာမိုက်ကယ်အိုလစ်ကလည်းဂိုးလိုချင်နေတယ်မက်ဆီနဲ့ဂိုးပြိုင်သွင်းနေတဲ့ခီလီယန်အမ်ဘာပေကလည်းဒီညသူဂိုးရဖို့အသေးအံရုန်းကန်လာလိမ့်မယ်မော်ရိုကိုနောက်တန်းကိုဘယ်လောက်ပဲပိတ်ဆော့ပါလေသူပြင်သစ်တိုက်စစ်ကိုဟန်တာဖို့တော့သူတို့ခတ်လိမ့်မယ်ဒီညအနည်းဆုံးပြင်သစ်တကိုးနဲ့တော့နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ပေးထားတဲ့ကြီးတန်းရလဲပြင်သစ်ကဘော်ဒီဂျေးတစ်လုံးတည်ပေးထားတဲ့အတွက်ကျွန်တော်တို့ပြင်သစ်အနိုင်ကိုတကိုးကနေစကြည့်ပါမယ်ဘောကတ်မှာ9ပွဲစတိုက်ကြီးမကြထားတဲ့မော်ရိုကိုအနေနဲ့ဒီညဘောလဲရှုံကြီးလဲရှုံဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီညပြင်သစ် body ပဲကြိုက်ပါတယ်ကျွန်တော်အကြိုက်ကတော့ပြင်သစ် body ပါကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လုပ်ခဲ့ပါအောင်အားလုံးပဲ good luck ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်